စိန်ချုပ်ငင်းရာအမှန်နိဗ္ဗာန်မြတ်မောင်ပြရမိတရားမေဃသစ္စာဆိုပြီးမှဒုက္ခသစ္စာဤချုပ်ကြောင့်သမုဒိယသစ္စာကိုပယ်ကြောင့်နိရောဓသစ္စာကိုမျက်မှောက်ပြုကြောင့်အကျဉ်းမှန်တရားမေခင်ရှိပါပွားများအထောရမိတရားဘောင်းသစ္စာ၄ပါးရိစ္ဆသမုပ္ပါအင်္ဂါ12ပါးဆိုပြီးမှအတေဝိစာသင်္ခါရပြစ္ဆုတ်ပံဝိညာဏံယောကာလယေနာဖတ်တာဝေဒနာပြစ္ဆုတ်ပံတဏ္ဏဥပါဒံကာမဘဝအနာဂတ်ဇာပိစရာမရဏအရှုခံဆိုပြီးမှခန္ဓာ၅ပါးသင်္ခါရတရားဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်အရှုဉာဏ်ဆိုဒီမှာသမာဓိမဲ့ခင်၃ပါးပညာမဲ့ခင်၂ပါးဘောင်းလောကီဝိပဿနာမဲ့ခင်၅ပါးအရှုဉာဏ်တရားပညာဆိုဒီမှာအကောင်ထဲပြတ်တော်ရှိရဲ့အယောင်အစင်းအလင်းရှိရဲ့အလေးချိန်ရှိရဲ့တိုင်ွယ်လို့ရတယ်မျက်စိနာနှာခေါင်းတရားကိုယ်စိတ်နဲ့ဓာတ်ရိုက်ထိတွေ့သောအာယုံအလုံးတမထဤရှုခံအာယုံပြီးပညာ30ပုံ၌ခေါ်ဝေါ်သုံးဆွဲနေသောအရာအလုံးဥပမာလူပညာနတ်ပညာဓမ္မပညာပရမတ်ဆိုဒီမှာမဖောက်မပြတ်အမြဲမှန်ကန်တတ်သောသဘောတရားအစုဖြစ်မှုပြတ်မှုဝိပဿနာဤရှုခံအာယုံပြီးပရမတ်လုံးရတန်တန်ပုံမှန်နမဲကင်းစိတ်လောကုတ္တရာမဲကင်း8ပါးဆိုပြီးမှသမာဓိမဲကင်း3ပါးပညာမဲကင်း2ပါးသီလမဲကင်း3ပါးသမာဓိမဲကင်း3ပါးဆိုပြီးမှတမ္မာတတိတမ္မာဝါယမတမ္မာသမာဓိပညာမဲကင်း2ပါးတမ္မာသင်္ကပ္ပနဲ့တမ္မာဒိဋ္ဌိသီလမဲကင်း3ပါးဆိုပြီးမှတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဘောင်းလောကုတ္တရာမဲခင်8ပါးနိဗ္ဗာန်ရောက်ကြောင်းတရားစိတ်33ပါးဆိုပြီးမှအပြင်ဧည့်စိတ်5ပါးအတွင်းဧည့်စိတ်6ပါးအိမ်ဧည့်စိတ်2ပါးဘောင်းစိတ်33ပါးအပြင်ဧည့်စိတ်5ပါးဆိုပြီးမှမြင်စိတ်ကြားစိတ်နာစိတ်စားစိတ်ယာနာကောင်းစိတ်အတွင်းဧည့်စိတ်6ပါးဆိုပြီးမှ